လိုက်မော်မှာရှိတဲ့တငယ်ချင်းအားလုံးမင်္ဂလာပါဗျကျွန်တော်မိုးကြီးပါကျွန်တော်ခုတစ်ပတ်တင်ပေးမယ်ပရိတ်လိုင်းလေးကပရိတ်တစ်လိုင်းလေးပါနော်ဒါလေးကပရိတ်တစ်လိုင်းလေးပါဒုတိယဖိုင်နဲ့ဖြစ်နေကျွန်တော်တင်ပေးလိုက်ပါ යි ကျွန်တော်တင်တိုင်းတွေးရှိအောင်လို့တငယ်ချင်းတွေကလည်းကျွန်တော်ရဲ့ channel လေးကို subscribe တယောက်တစ်ချက်နှိပ်ပြီးကူညီပေးပါအောင်နော် like လေးတွေလည်းပေးပါဗျကျွန်တော်အနီအောင်ချဲထားတဲ့ကွာပေါင်းလေးကိုပုံရင်ပြပေးပါမယ်နော်ကျွန်တော်ဒီမှာအနီအောင်ချဲထားတဲ့ဒီခါတိုင်းခွန်3ခိုင်ခွန်ခိုင်ရ3ခိုင်3ည3ညရကွာ3ညရ3ညလို့ရပါတယ်နော်ခွန်ခိုင်3ညခိုင်ခွာပေါင်း3ညရ3ညလို့ရပါတယ်ဗျနော်3ညလို့ရပါတယ်နော်ဒီမှာကျွန်တော်3ညလေးရေးတယ်အဲ့တော့ဒီမှာ6ခိုင်4ခိုင်6ရ4ရ3ည3ညရဒီကွာ6နဲ့ပေါင်းရင်9လို့ရပါတယ်ဗျ3ညပြီးတော့9လို့ရပါတယ်နော်အဲ့ဒီစောင်းတက်လိုက်တော့9ခိုင်ခွန်ခိုင်ကွာ2 9ခွန်2ဆိုတော့ကျွန်တော်8လို့ရပါတယ်9ခွန်2ဆိုတော့ဒီမှာ8လို့ရပါတယ်ဗျ3ည9 8လို့ဖြစ်လာတာနော်ကျွန်တော်တို့အလှည့်မှာလနာဒီတစ်ချက်တည်းရှိတော့လို့ပါနော်ကျွန်တော်တို့အလှည့်မှာဒီမှာ8ခိုင်6ခိုင်8 6 4 4ကျွန်တော်တို့8ဆိုတော့9ဖြစ်အောင် sorry ခွန်ဖြစ်အောင်ဆိုတော့8 6ကွာ3ရဝင်မှာခွန်လို့ဖြစ်မှာပါဗျကွာ3မှာနော်ကွာ3ဖြစ်မှာခွန်ဖြစ်မှာပါနော်ကျွန်တော်ပြန်ပြပေးပါမယ်ဗျခွန်ခိုင်3ခိုင်3ည3ညရကွာ3ညရ3ညလို့ဖြစ်တာ6ခိုင်4ခိုင်ကွာ9ရ6 9 4ဆိုတော့9လို့ဖြစ်တာ3ည9 9ခိုင်ခွန်ခိုင်ကွာ2ရ8လို့ဖြစ်တာ3ည9 8ကျွန်တော်တို့လည်းမှာခွန်လို့ဖြစ်ဖို့က8ခိုင်6ခိုင်4 4ရကွာ3ရမှာခွန်မှာကွာ3ပါဗျာနော်ကွာ3ပါဒီမှာအစိမ်းရောင်ချဲထားတဲ့ဟာလေးကအလေတိုင်းလေးပါနော်လေတိုင်းလေးကိုကျွန်တော်ပြပေးပါမယ်ဒီမှာကွာ9ရကွာ9ရ9ရ9ရ4ရ9 9 4ဆိုတော့8လို့ဖြစ်တာပါနော်ဒီမှာကွာ4ရကွာ3ရ4ရ3ရခွန်ရ2ရ9လို့ဖြစ်တာပါရှင်းပြီးတော့ကိုစီနီယာပဲသွားတာပါနော်ခါလိုက်ရင်လေဒီမှာကျွန်တော်တို့ကွာ9ရကွာ4ရ9ရ4ရ1 9 4 1ဆိုတော့3ညလို့ဖြစ်တာပါဗျကွာ9ကွာ9 4ခါ9 9 4 8ပါနော်ကွာ4ကွာ3ကွာ2 4 3 2ဆိုတော့9ရှင်းပြီးတော့9လို့ဖြစ်တာ9ပြီးတော့ဒီမှာ3ညလို့ဖြစ်တာပါနော်ကွာ9ရကွာ4ရခါတိုင်း1 9 4 1ဆိုတော့3ညလို့ဖြစ်တာပါ3ညဆိုတော့ကျွန်တော်တို့ဒီမှာ1လို့ဖြစ်ရမှာပါ1လို့ဖြစ်ဖို့ဒီမှာ4ထိပ်ဆိုတော့ကွာ9ရကွာ8 9ရ8ခါဝင်မှာ1လို့ဖြစ်မှာပါဗျ9 8 8မှာ1မှာ8ခါနဲ့ပါနော်ကျွန်တော်အကြိုက်ဆုံး10ကောက်လိုင်းနဲ့မှာ380ဒီကနန်းကြိုက်ပါတယ်နော်380ဒါပေမဲ့10ကွာလိုင်းမှာနော်ကွာ3နဲ့10ကွာပါဒါလေးကိုအနိကမှပဲကျွန်တော်တင်ပေးပါမယ်နော်10ကွာလိုင်းကိုကျွန်တော်3ကွက်လောက်တော့ထုတ်ပါမယ်အားလုံးတကယ်ချင်းနေ6ကြိမ်မှာကန်ကောင်းကြပါလိမ့်ဗျ
ကျွန်တော်ရဲ့ channel လေးကိုလည်းတယောက်တစ်ချက် subscribe လေးနှိပ်ပြီးကူညီသွားကြပါအောင်နော် like လေးတွေလည်းပေးပါဗျကျွန်တော်အရင်တစ်ပတ်ကမတင်လိုက်တာလဲကျွန်တော်တောင်းပန်ပါတယ်နော်ကျွန်တော်နေမကောင်းလို့ပါဇာကြောတွေတက်နေလို့ပါကဲအားလုံးတကယ်ချင်းနေဒီတစ်ပတ်ကံကောင်းကြပါစေနော်6ကြိမ်မှာကံကောင်းကြပါစေ